ညနေဆောင်လာတော့ကျွန်တော်တို့ပသိမ်ချောင်းသာလမ်းပေါ်မှာတောင်တန်းဒီကိုရောက်ပါမယ်တောင်တန်းလမ်းကြီးကသိကောင်းရဆိုးတယ်ညနေဒီဝန်ခံကြီးတွေလမ်းဆိုးလာနေရောက်ဖို့အတွက်စိတ်ကပူးလာနေပေါ့ဗျာစိတ်ပူနေပဲဒီတွင်အောင်မောင်းနေတဲ့အစင်အကွေးကောက်တယ်ညာလမ်းဆို